tamma thare ko kayaka Asian khanda Yo vedana tinya tinkhara vinyin soတဲ့ခန္ဓာ၅ပါးကဧည့်သည်ခန္ဓာကဲရုပ်မှာဘုန်းကြီးကတေဇောရုပ်ကလေးတစ်ခုနဲ့ထုတ်ပြောမယ်နော်ရုပ်က28ပါးရှိတယ်နော်ဝိပဿနာရှုလို့ရတာ18ပါးဝိပဿနာရှုလို့ရတာအဲ့ဒီတက်ကတေဇောဆိုတဲ့ဓာတ်တစ်ခုရုပ်တစ်ခုနဲ့ဘုန်းကြီးပြောပြမယ်ကဲယောဂီတို့ခန္ဓာကိုယ်ကနေပူလာရင်မပူလားရှည်ချိုးလိုက်တော့ပူတာရှိသေးလားယောက်ျားမိန်းမခန္ဓာကိုယ်ကြီးကတော့ရှိနေတယ်နော်ဒါပြင်ယောက်ျားမိန်းမခန္ဓာကိုယ်ကြီးကအမြဲရှိလို့အိမ်ရှင်ခန္ဓာပူတဲ့သဘောအေးတဲ့သဘောကအမြဲမရှိလို့ဧည့်သည်ခန္ဓာတရားရှုရင်ယောက်ျားမိန်းမရှုရမှာလားပူအေးသဘောရှုရမှာလားတေဇောဓာတ်ရှုပ်တရားနော်အဲ့တော့ပူသဘောအေးသဘောဆိုတာကယောဂီတို့အပြင်မှာနေတော့ပူခြင်းပူမဲ့ဒီထဲလဲဝင်လာရောအေးသွားရောပူတာတွေရှိသေးလားပူတဲ့သဘောဆိုတာတေဇောဓာတ်နော်အခုမရှိဘူးအဲ့တော့မြဲသလားမြဲပါဘူးဗျာရှုရင်တွေ့ရမယ်ဘယ်ချိန်တွေ့ရမှာမြည်ရပြင်မှာမိုးပေါက်ကလေးတွေမှန်လိုက်တော့ရေပွက်ကလေးတွေထတယ်အခုထအခုပြက်တယ်လို့ပဲအဲ့ဒီပူမှုအေးမှုသဘောဆိုတာအကြောင်းတိုက်ဆိုင်ရင်ပေါ်ထားတယ်ပြီးတော့ပြက်သွားတယ်မြဲသလားမမြဲဘူးလားယောက်ျားမိန်းမကတော့ရှိနေသေးပဲနော်ယောက်ျားမိန်းမမောင်ဖြူမတ်နီဖြူတဲ့ညိုတဲ့တတ်မှတ်ထားတဲ့ဒီကိုယ်ကာယအိမ်ရှင်ကြီးကတော့ရှိနေတယ်အဲ့ဒီထဲမှာဖြစ်သွားတဲ့ပူသဘောအေးသဘောဆိုတဲ့ရုပ်တရားကတော့မမြဲဘူးရာသီဥတုပူရင်ခန္ဓာကပူလာတယ်ရာသီဥတုအေးရင်ခန္ဓာကပူတာတွေကနေအေးတဲ့သဘောပြောင်းသွားတော့ပူတာလေးရှိသေးလားအေးအိမ်ရှင်ကအမြဲရှိတာဧည့်သည်ဆိုတာအမြဲမရှိဘူးခဏကလေးပဲနော်အဲ့တော့ယောက်ျားမိန်းမဆိုတဲ့အိမ်ရှင်ခန္ဓာရှုရမှာလားပူအေးသဘောဧည့်သည်ခန္ဓာရှုရမှာလားဧည့်သည်ခန္ဓာရှုရမှာကဲယောဂီတို့ရဲ့စိတ်အစဉ်မှာခံစားမှုဆိုတာမရှိဘူးလားဒါဘုန်းကြီးခန္ဓာ၅ပါးထဲမှာယူဘက်ခန္ဓာကိုတေဇောဓာတ်တစ်လုံးနဲ့ပြောတာနော်ပြီးတော့ဘုန်းကြီးဓာတ်ကြီး၄ပါးနဲ့အချင်းချုပ်ပြောပြမှာဓာတ်ကြီး၄ပါးကိုပြောရင်ဉာဏ်နဲ့ရုပ်တွေလည်းထိုက်တဲ့လို့ပါဝင်သွားတဲ့အတွက်ရှုတတ်ပြီနော်ဟုတ်အဲ့တဲ့ခန္ဓာကိုနားလည်အောင်လို့နည်းနည်းစီပြောသွားမယ်ဝေဒနာခန္ဓာဆိုတာခံစားတဲ့သဘောတဲ့ယောဂီတို့မှာခံစားမှုတွေမရှိဘူးလားရှိပါဘူးဝမ်းသာတာတွေလည်းကြုံခဲ့ဘူးတာပဲနော်ဝမ်းနေတာတွေလည်းအဲ့ဒါတွေခုရှိနေလားရှိပါဘူးဖြစ်တော့ဖြစ်တယ်မရှိတော့ဘူးဆိုတဲ့ကဒီဝမ်းသာဝမ်းနဲ့ခံစားမှုဒီဝေဒနာခန္ဓာဖြစ်ပြီးတယ်မရှိတော့တဲ့အတွက်မြဲသလားမမြဲလားအခါခါသိရှိနေတာလားအကြောင်းဆုံးမှပေါ်လာတာလားအကြောင်းဆုံးဝမ်းနေစရာအကြောင်းတွေဆုံးတော့ဝမ်းနေတဲ့ခံစားမှုပေါ်လာတဲ့ဝမ်းသာစရာတွေဆုံးပြန်တော့ပေါ်လာပြီးတော့ပျောက်သွားတဲ့အတွက်အမြဲမရှိလို့သူ့ကိုဧည့်သည်ခန္ဓာဒါဆိုတရားရှုရင်ခံစားမှုလည်းရှုရမှာခုနပူသဘောအေးသဘောတေဇောဓာတ်လို့ခေါ်တဲ့ဖောက်ပြန်ပြောင်းလဲတဲ့သဘောလည်းရှုရမှာနော်အခုခံစားမှုကလည်းဧည့်သည်ခန္ဓာဖြစ်တဲ့အတွက်ရှုရမှာပဲနော်ကဲနောက်တစ်ခုကပါလေသင်ညက်ခန္ဓာမှတ်သားတတ်တဲ့သဘောတဲ့ယောဂီတို့မှာမရှိဘူးလားရှိတယ်အမှတ်တင်ညာဟာလူတိုင်းမှာရှိတယ်နော်ကောင်းတာမကောင်းတာပဲကြွားတယ်အမှတ်တင်ညာကတော့လူတိုင်းရှိတယ်သူကလည်းမှတ်ပြီးရင်ပျောက်သွားတာပဲမြဲသလားမြဲတာမြဲနေရင်ငယ်ငယ်ကကြက်တဲ့စာတွေအခုခေါင်းထဲမှာအကုန်ရှိမှာပေါ့နော်ကျောင်းသားတွေတစ်ခါဖတ်ပြီးရင်စာမေးပွဲဖြေတဲ့အထိခံမှာပေါ့နော်မြဲရင်ခံမဲ့အခုထပ်ခါကျင့်နေရတယ်ဆိုတဲ့ကမြဲလားမမြဲလားမမြဲဘူးဆိုရင်ဘာခန္ဓာဧည့်သည်ခန္ဓာနော်အိမ်ရှင်ခန္ဓာယောက်ျားမိန်းမကိုယ်ကံရကတော့မရှိဘူးလားရှိလားဧည့်သည်ခန္ဓာကပေါ်လာပြီးရင်ပျောက်သွားတယ်အကြောင်းဆုံးရင်ပေါ်လာမယ်အကြောင်းကုန်ရင်ပျောက်သွားမယ်တဲ့ကိုယ်အိမ်မှာဧည့်သည်တွေလာတဲ့လို့ပေါ့သူတို့ကိစ္စရှိတော့လဲအိမ်ရောက်လာတဲ့တရက်နှစ်ရက်နေအလုပ်ပြီးတော့လဲပြန်သွားကြတယ်အဲ့ဒီသဘောပဲခဏလေးဖြစ်ပြီးခဏလေးပျောက်တဲ့သဘောဒီဧည့်သည်ခန္ဓာတရားရှုရင်အိမ်ရှင်ခန္ဓာရှုရမှာလားဧည့်သည်ခန္ဓာရှုရမှာလား
ရဲ့ခန္ဓာနော်သင်္ခါရခန္ဓာဆိုတာပြုပြင်တိုက်တွန်းတတ်တဲ့သဘောတဲ့ဘာသဘောတဲ့မရှိဘူးလားရှိတာပေါ့လူတိုင်းမှာကဲဒီနေ့ညတရားပွဲလာမယ်တရားပွဲကဘယ်ချိန်စားမလဲမသိဘူးတို့စောစောလေးသွားထားမှလာဟဲ့သွားကြစို့စိတ်ထဲမှာသွားထားမှလို့ဖြစ်နေတာသွားဖို့မလုပ်တာတိုက်တွန်းတာအဲ့ဒီတိုက်တွန်းတဲ့သဘောတည်းသင်္ခါရခန္ဓာအခုရှိသေးလားဒါမလာခင်တော့ကပေါ်တာနော်ဒီလဲရောက်ရောစိတ်ချပြီဆိုတော့မရှိတော့ပျောက်သွားပြီမြဲသလားမမြဲလားဧည့်သည်ခန္ဓာရေပေါက်ကလေးနဲ့မြည်ရည်ပြင်းနဲ့ထိလိုက်တော့မိုးပေါက်ကလေးလေးသာရှိတာတဲ့နော်အမြဲရှိလားခဏရှိလားဒါမြင်တရားရှုရင်ဘယ်ခန္ဓာရှုဧည့်သည်ခန္ဓာရှုရမှာဝိညာဉ်နဲ့ခန္ဓာသိစိတ်ကလေးတဲ့နော်ယောဂီတို့မှာအသိစိတ်မရှိဘူးလားသိစရာမျိုးစုံကိုသိနေတယ်ဆိုတာစိတ်ကသိတာသိပြီးတော့မရှိတော့ဘူးနော်သိစရာမျိုးစုံတွေကိုသိလိုက်တာအခုအချိန်မှာဘာကိုသိတယ်တရားတန်ကိုသိနေတာတရားမနာခင်တုန်းကတရားတန်သိတာမှမဟုတ်တာနော်စကားတန်တွေတွတ်ပြောနေတဲ့အတန်ဟိုအကြောင်းဒီအကြောင်းတွေသိနေတယ်အခုအဲ့ဒီစိတ်တွေရှိသေးလားဒါမြင်ရင်သိစိတ်ဝိညာဉ်ကရောမြဲသလားပေါ်လာပြီးရင်ပျောက်သွားတတ်တဲ့အတွက်မမြဲလို့သူလဲဧည့်သည်ခန္ဓာတဲ့ဒါဆိုရင်တရားရှုတဲ့အခါမှာခန္ဓာနှမျိုးတည်းကဘယ်ခန္ဓာရှုကြမလဲဆိုလိုက်ဧည့်သည်ခန္ဓာရှုမှတ်တာ